Okay ဒီနေ့တော့ကျွန်တော်တို့ Alzheimer ယောဂအကြောင်းကိုအသေးစိတ်လေ့လာကြည့်ကြရအောင်နော် Alzheimer ယောဂဆိုတာကမှတ်ဉာဏ်ချူယွင်းခြင်းကိုထိစေတဲ့အဓိကအကြဆုံးယောဂတစ်မျိုးပဲထပ်ပါတယ်ကဲဒါကအုံနှောင်းရဲ့လှုပ်ဆောင်မှုတွေတဖြည်းဖြည်းကျဆင်းလာတာနဲ့ဆက်ဆက်နေပြီးမှတ်ဉာဏ်စွမ်းအားစဉ်းစားတွေးခေါ်နိုင်စွမ်းအပြုအမူဆိုင်ရာစွမ်းဆောင်ရည်တွေကိုပါထိခိုက်စေနိုင်ပါတယ်ခင်ဗျာများသောအားဖြင့်တော့ယောဂလက္ခဏာတွေဟာအသက်65နှစ်အထက်လူကြီးတွေမှာစတင်ပေါ်ပေါက်လိရှိပြီးအချိန်ကြာလာတာနဲ့အမျှပုံမိုဆိုးရွားလာကနေ့စဉ်လုပ်ငန်းဆောင်တာတွေလုတ်ကင်ဖို့ကိုပါအနောက်ရှက်ဖြစ်စေနိုင်ပါတယ်ခင်ဗျာ ကဲဒါဆိုရင်ဘာကြောင့်ဖြစ်ရတာလဲအဲဆိုင်မှာယောဂကိုဖြစ်စေတဲ့တိကျတဲ့အကြောင်းရင်းကိုအပြည့်အစုံမသိရသေးပေမဲ့အဓိကအားဖြင့်တော့အုံနောက်အတွင်းမှာရှိတဲ့ protein တွေပုံမှန်မဟုတ်ဘဲစုပုံချင်းကြောင့်အုံနောက်ဆဲတွေပျက်စီးပြီးအချင်းချင်းဆက်သွယ်မှုပြတ်တောက်သွားခြင်းကအဓိကဖြစ်ပါတယ်အဲ့ဒီမှာဘာတွေပါလဲဆိုတော့တကူက amyloid protein တွေစုပုံတွေအဆိုင်ခဲတွေ plaques တွေဖြစ်ပေါ်လာတာပါနောက်တစ်ခုက tau protein တွေ link ခဲ့ပြီးအာယုံကြောမြင်တန်းတွေ neurofibrillary tangles တွေဖြစ်ပေါ်လာတာပါပဲလက်ရှိသိပ္ပံပညာရှင်တွေကတော့မျိုးဗီဇနေထိုင်စားသုံးမှုပုံစံနဲ့ပဝန်းကျင်ဆိုင်ရာအချက်တွေပေါင်းစပ်ပါဝင်မှုကြောင့်ဖြစ်ပေါ်လာတယ်လို့ယုံကြည်ထားကြပါတယ် ဒါဆိုရင်ဒီယောဂဖြစ်နိုင်ခြေကိုမြင့်တက်စေတဲ့အဓိကအချက်တွေကိုလည်းကျွန်တော်တို့ကြည့်လိုက်ရအောင်အဓိကအချက်တွေကတော့အသက်အရွယ်ကြီးရင်လာခြင်းမျိုးဗီဇဆိုင်ရာအချက်များဥပမာမိသားစုမျိုးရိုးမှာယောဂရှိခြင်း APOE4 မျိုးဗီဇရှိခြင်းနေထိုင်စားသောက်မှုပုံစံနဲ့ပဝန်းကျင်ဆိုင်ရာအချက်များလည်းပါဝင်ပါတယ် ကိုလက်လှုပ်ရှားမှုမရှိခြင်းဆေးလိပ်တောက်ခြင်းဒါမှမဟုတ်အရက်အလွန်အကျွံတောက်ခြင်းအိတ်ချင်မလုံးလောက်ခြင်းလေတုညစ်စမ်းခြင်းဒါမှမဟုတ်အပြင်းစားတတ်တူးဟတဲ့နဲ့ထိတွေ့မှုရှိခြင်းတို့ပေါ့နောက်ပြီးတော့အချို့သောကျန်းမာရေးအခြေအနေတွေဖြစ်တဲ့နှလုံးသွေးကြောဆိုင်ရာယောဂများစီးကြိုယောဂကောင်းစွာမထိန်ချုပ်နိုင်တဲ့အမျိုးအစားနဲ့စီးကြိုသွေးတိုးယောဂသွေးတွင်းအခြေတိုက်များခြင်းအဝလွန်ယောဂနောက်ဆုံးအနေနဲ့ဦးခေါင်းထိခိုက်ဒဏ်ရာရဘူးခြင်းတို့အားလည်းဒီဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်ခင်ဗျကဲနောက်ဆုံးအနေနဲ့ကာကွယ်နိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးကြပါမယ်အယ်ဇိုင်မာယောဂကိုလုံးဝကာကွယ်နိုင်တဲ့ဆေးဝါးသို့မဟုတ်နည်းလမ်းတော့မရှိသေးပါဘူးဒါပေမဲ့ယောဂဖြစ်နိုင်ခြေကိုရှော့ချဖို့အတွက်အောက်ပါကျန်းမာရေးနဲ့နေထိုင်မှုပုံစံအလေးအကျင့်တွေကိုတော့ပြုလုပ်နိုင်ပါတယ်နံပါတ်1ကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းပုံမှန်လုပ်ပါပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကဦးနောက်ကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်နံပါတ်2အာဟာရပြည့်ဝတဲ့ဟစားစားလေးစားသုံးခြင်းဖြစ်ပါတယ်ဟင်ဒီဟင်ရဲ့တတိဝလနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအမကိုစားသုံးဖို့ပြီးတော့ omega 3နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ antioxidants တွေပါဝင်တဲ့အစားအစာတွေကိုစားသုံးပေးဖို့လိုအပ်ပါတယ်နံပါတ်3ကျန်းမာရေးချင်းတွေကိုထိန်းချုပ်ခြင်းပါသွေးတိုးစီးချိုသွေးတွင်းအဆီတွေကိုဆရာဝန်နဲ့တိုင်ပင်ပြီးကောင်းစွာထိန်းချုပ်ထားဖို့စိတ်လိပ်တောက်ခြင်းနဲ့အရက်အလွန်အကျွံတောက်ခြင်းကိုရှောင်ကျဉ်ဖို့အရေးကြီးပါတယ်နံပါတ်4ဦးနောက်လှုပ်ရှားမှုကိုအားပေးပါမှတ်ဉာဏ်လေ့ကျင့်မှုစာဖတ်ခြင်းဗဟိလိကစားခြင်းဘာသာစကားအသစ်သင်ယူခြင်းစသည်ဖြင့်ဦးနောက်ကိုအမြဲတစေလုံးဆော့ပေးဖို့လိုအပ်ပါတယ်နံပါတ်5လူမှုဆက်ဆံရေးထိန်းသိမ်းခြင်းပါတူတဲ့တည်တတ်နေထိုင်ခြင်းနဲ့အထီးကျန်ဆန်ခြင်းကိုရှောင်ရှားနိုင်ဖို့မိတ်ဆွေတငယ်ချင်းများမိသားစုတွေနဲ့အဆက်အသွယ်မပြတ်ဘဲနှီးစပ်မှုရှိအောင်နေထိုင်ဖို့တိုက်တွန်းခြင်းပါတယ်โอเคဒီအချက်တွေကယောဂဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်တော့လေမိမိရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိတယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ကျန်းမာဒုက္ခနဲ့ပြည့်စုံကြပါစေ